ဒီလိုမျိုးခံစားမှုပါသလားဘဝမှာအများကြီးစူးစမ်းရုန်းကန်နေပေမဲ့ငွေကြီးတွေကလိုတလောက်ဖြစ်မလာဘူးအိမ်ထဲရောက်တာနဲ့စိတ်ကလီးလံထိုင်းမိုင်းနေတတ်တယ်ပြေးဆက်ပေါ်မှာပြေးနေရတယ်လို့ဘလောက်ပဲအားထုတ်နေပါစေရှေ့ကိုတလှမ်းမှမရောက်ဘူးလို့ခံစားနေရတာမျိုးပါဒါကိုကန်ဆိုးတာလို့လွယ်လွယ်တွေးလိုက်လို့ရပါတယ်ဒါပေမဲ့တကယ်တော့တင့်ကိုနောက်ဆွဲနေတာကံကြမ္မာမဟုတ်ပါဘူးတင့်အိမ်ထဲမှာတင့်နံပြီးမှရှိနေတဲ့ပစ္စည်းတွေကတင့်ကိုအတန်တိတ်ဖိအားပေးနေတာဖြစ်နိုင်ပါတယ်လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတစ်ပုဒ်ရှိပါတယ်စိတ်တေနနိယတိလောကောစိတ်တည်တာလင်လောကကိုပူဆောင်နေဆိုတဲ့အထိပ္ပယ်ပါဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ကလီဟာနေထဲမှာတီးတန့်အလုံးလုံးနေတာမဟုတ်ပါဘူးကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့အရာတွေကိုမတိမတာစုပ်ယူပြီးအမြဲတမ်းတုံ့ပြန်နေတာပါတာဝတိပီကဇက်လန်းလေးတစ်ပုဒ်ကိုနားဆင်ကြည့်ပါလူတစ်ယောက်ဟာရွှေအိုးကြီးလေးလုံးကိုအမွေရခဲ့ပေမဲ့သူ့ရဲ့ဥစ္စာဒနာတွေကနှိမ့်စင်နဲ့အမျှရုပ်ပါလာပြီးမိသားစုထဲမှာလည်းအမြဲတမ်းပြဿနာတွေဖြစ်နေခဲ့ပါတယ်စိတ်ညစ်ညစ်နဲ့သူဟာမြတ်စွာဘုရားထံသွားရောက်ခဲ့ပါတယ်မြတ်စွာဘုရားကသူ့ကိုတကူးပြတိဟာတွေနဲ့မကူညီခဲ့ပါဘူးအဲ့ဒီအစားသူ့အိမ်နောက်ဖေးမှာစုပုံထားတဲ့အတုံးမကြတော့တဲ့မြေအိုးကွဲတွေကိုတွားရှင်းခိုင်းခဲ့ပါတယ်ပျက်စီးနေတဲ့အရာတွေကချို့တဲ့ချင်းဆိုတဲ့အငွေအတက်တွေကိုနှီးစင်နဲ့အမျှသူ့စိတ်ထဲရိုက်သွင်းနေလို့ပါပဲအဲ့ဒီအမိုက်တွေကိုရှင်းလင်းလိုက်တာနဲ့တပြိုင်နက်သူ့စိတ်ထဲကလေးလံမှုတွေပျောက်ကွယ်ပြီးရှားပါချို့တဲ့တယ်ဆိုတဲ့စိတ်အစားပြီးဆုံးကြွယ်ဝတယ်ဆိုတဲ့စိတ်အလင်းရောင်ဝင်ရောက်လာပါတယ်မကြခင်မှာပဲသူ့ရဲ့စီးပွားရေးတွေလေပြန်လေတူးတက်လာခဲ့ပါတယ်ဒါဟာရှီဟောင်းအဆိုးအမတစ်ခုဆိုပေမဲ့ယနေ့ခေတ်စိတ်ပညာရှင်တွေကလေဒါကိုအပြည့်အဝလက်ခံထားပါတယ်ရှုပ်ပွားနေတဲ့ပတ်ဝန်းကျင်ကိုရှင်းလင်းလိုက်ခြင်းဟာတင့်ရဲ့စိတ်နဲ့ငွေကြီးစီးဆင်းမှုကိုဓာတ်ရိုက်ကောင်းမွန်စေတယ်အကောင်းဆုံးစိတ်ပိုင်းဆိုင်ရာကုထုံးတစ်ခုပါပဲတင့်အိမ်ထဲမှာတင့်ရဲ့တိုးတက်မှုကိုအတန်တိတ်ဟန်တားနေတဲ့အရာ၃မျိုးရှိပါတယ်တစ်ပျက်စီးနေတဲ့ပစ္စည်းများပဲ့နေတဲ့ပကံတွေကွဲနေတဲ့မှန်တွေကိုဆက်သုံးနေတာမျိုးပါပစ္စည်းတစ်ခုမှအကွဲချောင်းရှိနေတာဟာမပြီးဆုံးမှုကိုကိုစားပြုပါတယ်ပဲ့နေတဲ့ပကံနဲ့ထမင်းစားတိုင်းတင့်ရဲ့မတိစိတ်ထဲကိုငါဟာချိုးတဲ့သူပါဆိုတဲ့အသည့်ကိုနီးစင်တွတ်သွင်းနေတယ်လို့ဖြစ်နေပါတယ်နှစ်ညှိုးနွမ်းဆွေးမိနေတဲ့အရာများညှိုးနွမ်းနေတဲ့ပန်းတွေတည်နေတဲ့အိမ်တွင်းဆိုင်အပင်တွေပါတဘာဝတရားရစွန့်အင်ဆိုတာအမြဲစီးဆင်းလေပတ်နေရပါတယ်တည်ဆုံးနေတဲ့အရာတွေကိုအိမ်ထဲမှာထားတာဟာတက်ကြွမှုတွေလိုအပ်နေတဲ့တင့်ဘဝတွေကိုရက်တန့်ခြင်းဆိုတဲ့အငွေအတက်တွေယူဆောင်လာတာပါပဲ၃ရက်တန့်နေတဲ့စက်ပစ္စည်းများတက်ခဲကုန်ပြီးရက်နေတဲ့နာယီတွေပါနာယီဆိုတာအချိန်နဲ့တိုးတက်မှုရဲ့သင်္ကေတပါနိုင်ငံမှာရက်တန့်နေတဲ့နာယီတစ်လုံးဟာတင့်ရဲ့အလုတ်အကင်နဲ့စီးပွားရေးမှာရှေ့ဆက်မတိုးနိုင်ပဲရက်တန့်နေမှုကိုထင်ဟနေပါတယ်နောက်ထပ်အရေးကြီးတာတစ်ခုကတော့ဗီဒီယိုထဲမှာမဝစ်ဖြစ်တော့တဲ့အဝတ်စားတွေကိုနှစ်ချီပြီးစုပုံတင်ထားတာမျိုးပါဗုဒ္ဓဘာသာမှာဥပါဒံလို့ခေါ်တဲ့ပြင်းထန်တဲ့ဆွဲလန်းမှုတစ်မျိုးပါပဲအတိတ်ကအရာတွေကိုလက်မလွတ်နိုင်တဲ့အခါလက်ရှိတင့်ရှိမှရောက်နေတဲ့အခွင့်အရေးသစ်တွေကိုစုပ်ကိုင်ဖို့နေရာလွတ်မရှိတော့ပါဘူးဒါဆိုရင်တင့်ပတ်ဝန်းကျင်ကအဆိုးမြင်စွမ်းအင်တွေကိုဖယ်ရှားပြီးစိတ်ကိုဘလို့ရှင်းလင်းမလဲဒီအဆင့်၃ဆင့်ကိုစမ်းကြည့်ပါပထမအဆင့်ရက်90စီမင်းပါပစ္စည်းတစ်ခုကိုလွန်ခဲ့တဲ့3လအတွင်းမှာလည်းမသုံးခဲ့ဘူးနောက်ထပ်3လအတွင်းမှာလည်းသုံးဖို့အစီအစဉ်မရှိဘူးဆိုရင်အဲ့ဒီပစ္စည်းကိုရဲရဲဝံ့ဝံ့ဆွန့်လွတ်လိုက်ပါဒုတိယအဆင့်လေလက်ဆက်မှုပါမနက်တိုင်းပြတင်းပေါက်တွေကိုဖွင့်ပါအိမ်ထဲကိုအလင်းရောင်နဲ့လေလက်ဆက်မှုတွေဝင်လာပါစေဒါဟာအိမ်တွင်းမှာအောင်းနေတဲ့စွမ်းအင်ဟောင်းတွေကိုမောင်းထုတ်ပြီးစိတ်ကိုအသစ်တစ်ဖန်ပြန်လဲလန်းဆန်းစေပါတယ်တတိယအဆင့်စားရည်ဖြင့်တန့်စင်ခြင်းပါမြမရိုးရာမှာကြမ်းတိုက်တဲ့အခါရေထဲကိုစားအနှဲငယ်ထည့်တိုက်လေရှိပါတယ်ဒါဟာအစိုးမြင်စွမ်းအင်တွေကိုစုပ်ယူပေးယုံတာမကစိတ်ပညာအရာလဲအတိတ်ကအညစ်အကြေးတွေကိုပြတ်ပြတ်သားသားဆေးကြောလိုက်ပြီးဆိုတဲ့ခိုင်မာတဲ့ယုံကြည်မှုကိုရရှိစေပါတယ်နေ့စဉ်
တင့်ကိုလွှမ်းမိုးနေတဲ့ပတ်ဝန်းကျင်ဟာတင့်ရဲ့အနာဂတ်ကိုပုံဖော်ပေးနေပါတယ် ဒီနေ့ပဲတင့်ကိုနောက်ဆွဲနေတဲ့မလိုအပ်တဲ့ပစ္စည်းတစ်ခုကိုစတင်ဖယ်ရှားလိုက်ပါဒါဟာအိမ်ကိုရှင်းလင်းတာတတ်တတ်မဟုတ်ပဲတင့်ရဲ့စိတ်အလင်းရောင်ကိုပြန်လဲတောက်ပစေပြီးလှပတဲ့အနာဂတ်အသစ်တစ်ခုကိုဖန်တီးဖို့ပထမဆုံးခြေလမ်းကိုစတင်လိုက်တာပဲဖြစ်ပါတယ်